Bruno ရဲ့စာချုပ်တစ်အတွက် Owen ရဲ့ကြံပြူချက်ကဘာဖြစ်မလဲ United ပြည်သက်တွေအားလုံးမင်္ဂလာပါဗျ။ That law ဒင်းအနေနဲ့ကတော့တင်းရဲ့တပ်သွေးကြောကပ်တိန် Bruno Fernandes ရဲ့စာချုပ်တစ်ကိစ္စနဲ့ပတ်သက်ပြီးတိုက်စစ်မှုဟောင်း Michael Owen ရဲ့ကြံပြူချက်တစ်ခုဟာစိတ်ဝင်စားစရာသတင်းတစ်ခုအနေနဲ့ထွက်ပေါ်လို့လာခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာ United နဲ့စာချုပ်တစ်နှစ်သာကြံရှိတော့တဲ့ Bruno ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး Owen ပြောထားတာက United အနေနဲ့Bruno Fernandes အတွက်တင်းရဲ့စီးမင်းစည်းကမ်းချုပ်ကိုချိုးဖောက်ဖို့လိုနေပြီရဲ့။ကဲဘာကြောင့်ဒီလိုပြောရတာလဲ။ Bruno ရဲ့လက်ရှိအခြေအနေကရောဘယ်လိုရှိလဲ။ဒီဗီဒီယိုမှာအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကဲ Owen ရဲ့အမြင်နဲ့ Bruno ရဲ့တန်ဖိုးMichael Owen ရဲ့ပြောဆိုချက်ကဘောလုံးလောကမှာစကားလုံးထက်တွေဖြစ်စေခဲ့ပါတယ်။သူပြောတဲ့ဒေးဗစ်ကရှင်းပါတယ်။ Bruno Fernandes က United အတွက်တာမန်ကစားသမားတစ်ယောက်မဟုတ်ဘူးဆိုတဲ့ချက်ပါပဲ။ United တင်းရဲ့လက်ရှိမူဝါဒအရကြည့်မယ်ဆိုရင်တက်30ကျော်လာပြီဖြစ်တဲ့ကစားသမားတွေကိုသူတို့အနေနဲ့ရေရှည်စာချုပ်ကြီးတွေချုပ်ပေးဖို့နဲ့ကြီးမားတဲ့လောက်ခလာစားတွေဇက်တိုက်ပေးဖို့ဆိုတာတော်တော်လေးကိုဝင်လေးတက်ကြပါတယ်။ဒါမဲ့ Bruno ကတော့အဲ့ဒီစံနှုန်းတွေရဲ့အပြင်မှာရှိနေပါတယ်။စဉ်းစားကြည့်ကြရအောင်။ Bruno ဟာအသင်းကိုရောက်လာခဲ့ရ United ရဲ့အဆိုးအဆုံးချိန်တွေရောအကောင်းဆုံးချိန်တွေပါတူးသီးသောကယ်တင်ရှင်အနေနဲ့ဖြစ်နေကြတာ။ကွင်းထဲမှာသူ့ရဲ့ပြေးအားတွေဖန်တီးနိုင်စွမ်းတွေသင်းမော်တွေကိုအော်ဟစ်ညွှန်ကြားနိုင်တဲ့ခေါင်းဆောင်မှုရည်သွေးတွေကတကယ်ကိုစားထိုးမရလောက်အောင်ဖြစ်နေတာပါ။ Owen ထောက်ပြတာကတော့ United မှာစီးမြင့်နေရှိတယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့တင်းတွက်တကယ်အသက်ရှင်ရက်တီဖို့ဒီလောက်ထိရေးပါတဲ့ကစားသမားတစ်ယောက်ကိုထိန်းသိမ်းထားမယ်ဆိုလို့ရှိရင်အဲ့ဒီစီးမြင့်စည်းကမ်းတွေကိုဖောက်ပြဖို့ဝင်မလေးတင်ဘူးလို့သူကဆိုလိုလိုက်တာပါ။ကွင်းတွင်စီးရင်စရာများနဲ့အမှန်တရားဒီနေရာမှာကျွန်တော်တို့ကိန်းဂဏန်းတွေကိုခြေခံပြီးစဉ်းစားကြည့်ဖို့လိုပါတယ်။စဉ်းစရာတွေကဘရောမှမလိမ်တက်ပါဘူး။ Bruno Fernandes ဟာပရီးမီးယားလိဂ်မှာဖန်တီးမှုအကောင်းဆုံးကစားသမားတွေတဲကတူအဖြစ်ရပ်တည်နေသေးပါ။ပြီးခဲ့တဲ့ရာသီအတွင်းမှာသူဖန်တီးခဲ့တဲ့ဂိုးဖန်တီးမှုတွေတိုက်စစ်ဆင်မှု key pass တွေတပွဲကိုသူပေးရတဲ့ဇွဲလုံးသားတွေကအသင်းရဲ့တိုက်စစ်ဆောင်ဝိုင်းကိုလဲပတ်စေတဲ့အဓိကစွမ်းအင်ပါပဲ။ဒါလို့ United သာဒီလိုကစားသမားမျိုးကိုလက်လွတ်လိုက်ရမယ်။ဒါမှမဟုတ်စာချုပ်ကိစ္စအဆင်မပြေလို့စိတ်ပြတ်သွားအောင်လုပ်မိမယ်ဆိုရင်အသင်းရဲ့ကွင်းလိုက်ပိုင်းမှာကြီးမားတဲ့ဟာကွက်ကြီးတစ်ခုဖြစ်သွားမှာတော့လုံးဝကိုသိကြပါတယ်။အသင်းပေါ်လူငယ်တွေအတွက်လည်းတူယူစရာမိခိုအားထားစရာပုံကိုယ်တူကိုဆုံးရှုံးလိုက်ရတာနဲ့အတူတူပါပဲ။ဒါကြောင့် Michael Owen အနေနဲ့ကလည်းခုလိုတောင်းဆိုရတာပဲဖြစ်ပါတယ်။တင်းရဲ့ရေရှည်စီမံကိန်းနဲ့ Bruno ရဲ့ခန်းကဏ္ဍဒါမဲ့ဒီကိစ္စမှာတခြားတစ်ဘက်ကိုလည်းစဉ်းစားကြည့်ဖို့လိုနေပါသေးတယ်။အသင်းအုပ်ချုပ်ရေးဘက်ကကြည့်မယ်ဆိုရင်ဗန်နာရေးမျှတမှုနဲ့ရေရှည်တည်တတ်မဲ့အသင်းတည်ဆောက်ရေးတို့ကိုထည့်သွင်းစဉ်းစားနေရပါတယ်။တက်30ကျော်လာပြီဖြစ်တဲ့ကစားသမားတို့ကိုရေရှည်စာချုပ်ကြီးပေးချုပ်လိုက်တာကနောက်အချိန်မှာအသင်းရဲ့ဗန်နာရေးအတွက်ဝင်ထုတ်ဝင်ပိုးဖြစ်လာနိုင်မလားဆိုတဲ့စိုးရိမ်စရာမေးခွန်းတွေလည်းရှိနေနိုင်ပါတယ်။ဒါမဲ့ဒီနေရာမှာမေးစရာရှိနေတာကအခုချိန်မှာအသင်းကဘာကိုပိုပြီးလိုအပ်နေရလဲလိုချင်နေရလဲချက်ချင်းလက်ငင်းရလက်ကောင်းနေတဲ့အသင်းကိုချိန်တိုတွင်းပြန်လည်တည်ဆောက်ဖို့အတွက်ဆိုရင်ဘရူနိုလိုကစားသမားမျိုးကတကယ်ကိုမရှိမဖြစ်လိုအပ်နေပါတယ်။လူငယ်ကစားသမားတွေအများကြီးနဲ့အသင်းကိုပြန်လည်တည်ဆောက်နေချိန်မှာတွေးကြုံရင်းပြီးအသင်းကိုကြောခိုင်းမသွားမဲ့ခေါင်းဆောင်တစ်ယောက်ကရေးကြီးဆုံးကြောက်တိုင်းကြီးဖြစ်ရှိနေဖို့လိုပါတယ်။အဲဒီတိုင်းကြီးပြုံမကျသွားအောင်အုပ်ချုပ်မှုပိုင်းကအထူးခွင့်ရေးတွေပေးတင်လားဒါမှမဟုတ်မူဝါဒအတိုင်းတင်းခံထားတင်သလားကျွန်တော်အမြင်ကတော့ Michael Owen နဲ့ထပ်တူကြနေပါတယ်။နှစ်ချုပ်ပြောရရင်တော့ Manchester United နဲ့ Bruno Fernandes တို့ရဲ့စာချုပ်သစ်ဆွေးနွေးပွဲဟာယူရှင်းနဲ့စာရွက်စာတမ်းလက်မှတ်ထိုးပွဲတစ်ခုတော့မဟုတ်တော့ပါဘူး။ဒါအသင်းရဲ့အနာဂတ်ရည်မှန်းချက်နဲ့မူဝါဒရေးရာတင်းမာမှုတစ်ခုဖြစ်လာနေပါပြီ။ Michael Owen ပြောသလိုပဲတစ်ခါတလေမှာစီးမင်းတွေကိုဖျက်သိမ်းပြီးထူးချွန်တဲ့ကစားသမားတွေကိုဆက်ထိန်းထားဖို့ဆိုတာကခေါင်းဆောင်မှုပိုင်းဆိုင်ရာရည်ချင်းတစ်ခုပါပဲ။ Man United ပြည်သက်ကြီးရောဘလို့ယူဆပါလဲ United အနေနဲ့အသက်အရွယ်နဲ့လာစာမူဝါဒတွေကိုဘေးဖယ်ထားပြီး Bruno တို့စီးမင်းစည်းကမ်းတွေကိုချိုးဖောက်ပေးတင်တယ်လို့မြင်ကြလားဒါမှမဟုတ်အသင်းရဲ့မူဝါဒပေါင်းပဲတင်းတင်းကြပ်ကြပ်စုပ်ကင်ထားတင်တယ်လို့ယူဆကြပါသလားပုံမှန်မှာဝင်ရောက်ဆွေးနွေးပြီးသွားကြပါဦးဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုလို့ရှင်တော့ United Juice Channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့လည်းမေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်ခင်ဗျာဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ